38ဖြောင်း38ဖြောင်းမင်္ဂလာအရင်ထားအားခဲ့ဒီတကယ်မင်းကပါနေအတီ38ဖြောင်း38ဖြောင်းမင်္ဂလာအရင်ထားအားခဲ့ဒီတကယ်မမင်းကပါနေအတီရှိကဘာစာကဆရာတွေစုံရင်လောကီမင်္ဂလာထင်ရှောင်းမင်းချဲ့တွင်မြန်မာသည်ဝတ်ကြပြီစန္ဒပါသည်လိုရင်းစန္ဒပြည့်ကြပြီထူးမြတ်သည်အောင်မြတ်သည်တောင်းလဲရစကြဝဠာမသည်အောင်ရောက်စာစီတရားနဲ့ဟာခဲ့ဒီတရားနဲ့ရောက်ရင်ယုံကြည်ကောင်းတဲ့တုံးကြီးအောင်ဟာရီပါတော်ဟုတ်ရဲ့မလားဤ38ဖြောင်း38ဖြောင်းမင်္ဂလာအရှင်ထားအားခဲ့ဒီတကယ်မမိကြပါနဲ့အတီးရှိကဘာသာကဆရာတွေစုံရင်လောကီမင်္ဂလာအထီရှောင်းပြီးချဲ့ပြီးမြန်မာသည်ဝတ်ကြပြီခန္ဓာပါသည်လိုရင်းစန္ဒပြေကြပြီသူမြဲသည်ကောင်းမြဲသည်တောင်းလဲရစကြဝဠာမသည်အောင်ရောက်စာစီတရားနဲ့ဟာခဲ့ဒီတရားနဲ့ကြောင်းရင်ယုံကောင်းတဲ့စုံကြီးအောင်ဟာရီကထာတူဟုတ်တဲ့မင်္ဂလာဤတဒနာနေလာပြတဲ့မင်္ဂလာသည်ကိုနာဝေဒနာနာကိုနာကြည့်ဒီခါလေးယဝိန်တဒနာနေလာပြတဲ့မင်္ဂလာသည်ကနာဝေဒနာနာကိုနာကြည့်ဒီခါလေးယေသမေရာချင်းမြစ်တွေပြတော့ကေတင်စီရာမင်္ဂလာပါခေါ်နေရပင်သားချင်းကြရန်တင်ရတင်နာမင်္ဂလာပါတိခတ်တင်ဒါကဟောလာကရဏမီနမူလဘတ်တာဝမ်းမီခေါနာမမမီအောင်ရောက်စာသည်
ယဝိန်တုတတနာနေလာပြတဲ့မင်္ဂလာသည်ကန္နာဝေဒနာနောက်ကိုတာရင်ပါလိမ့်ယဝိန်တုတတနာနေလာပြတဲ့မင်္ဂလာသည်ကန္နာဝေဒနာနောက်ကိုတာရင်ပါလိမ့်ငယ်စမေရာချင်းမြင့်တွေများတော့ဒီတိတိရာမင်္ဂလာပါသည်နမီခေါ်ဒီယာဝင်တာဒီကြရတော့တင်ညတိန်နာမင်္ဂလာပါသည်ခတ်တိတာကတော့ဒေါလကရဏမီနမူလခတ်တော်ဝမ်ခွေပေါ်နာမာမီအောင်ရောက်စာသည်နောင်ကောင်းပါသည်အောင်ရပါသည်နောင်ဝါသာရှိကောင်းပုံအလီလီမရသည်ဝေကရောက်ရှာပါရသည်အောင်ဟရီဟရီဘာသာတော်နဲ့စိတ်တိုင်းတွေတော့လို့ရေနာမတော့ဖြိုးလို့ရသည်မြတ်စွာဘုရားရောက်ဝါသည်ဒီနေကသာနေခြင်းသည်သင်လင်းအောင်ရှင်းပြသည်ဘုရားဘုဒ္ဓဝန်သားကမင်္ဂလာသည်တရားတော်များထင်ရှားယုံကြည်ပူဇော်ကရှိဦးချီဒီကုကဘုရားသည်ဓမ္မဘုဒ္ဓဝန်သားကမင်္ဂလာသည်ပတိစီတာဆိုတာကတော့တာရဏဝေခံသည်ဝိဝါဟနေအဝါဟကဖိညာမင်္ဂလာအော်တိတိကုရာရှင်ခကြတော့သင်ကျန်တမင်္ဂလာခေါ်ပါသည်အောင်ရောက်စာသည်နောင်ကောင်းပါသည်အောင်ရပါသည်သဘောအတာရှိဘုံဘုံအလီလီမရပြီအဝေးကရှောင်းရှာပါရ